ဆိုင်မှာဒီကျန်မိုးဖုန်းနဲ့မှတ်တယ်ပေါ့နော်ဒီဝေမနီရတယ်ကေဗီဇက်ပေးရတယ်ချူမနီရတယ်ဒီအားထတော့ရေးထားတာကေပေးထုတ်ခါတသိန်းကို900ကျပ်3.5ပေါ့နော်ဒီအားတော့စောက်တယ်ပေါ့နော်ကိုကြိုက်တဲ့စောက်ယူဖတ်ပေါ့နော်အပိုင်ပေးတာပေါ့နော်ဒီအားလေးကတော့ဘက်ထရီပါဒီအားကျတော့ဖုန်းကပါကိုကတ်ပေးတာပေါ့နော်ကိုကြိုက်တဲ့အမျိုးလေးတွေယူလို့ရတယ်ပေါ့နော်ဒီအားကျတော့ဖုန်းလေးတွေရောင်းပေးတာပေါ့နော်ဒီအားလေးရိုက်ပေးရကေဘေးထုတ်ခါတယ်ဟေးပေါ့နော်ရအောင်လို့ပေါ့ဒီကတော့အသွင်ကြိုးတွေဒီကတော့ကီချင်းလေးတွေပေါ့နော်ဟိုပတ်စံနဲ့ရောင်းပေးတာပေါ့400လားမသိဘူးရှိရပေါ့နော်ဒီအားလေးကတော့ရေစုခံပေါ့နော်ဒီကတော့ဘယ်လိုမျိုးဖုန်းနဲ့ထည့်ပြီးတော့ရေစုခံပေးတာပေါ့နော်ပြီးဒီကတော့ဟိုစင်းတွတဲ့ဟာလေးတွေပေါ့နော်ဒီကကျတော့ကွန်ပျူတာဟာမလေးသိရမလားသူတို့မျိုးရရတဲ့ဟာလေးလေအဲ့ဒါလေးပေါ့နော်ဒီအကြည့်တော့ကျွန်မထုတ်ပြမယ်နော်ဒီလေးကြတော့ဒီလိုမျိုးလေးပေါ့နော်ဒီအလိုက်တော့အလိုက်တယ်သူလိုမျိုးဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးပုံလေးပေါ့နော်ဒီကတော့ကာဗာလေးပေါ့ကာဗာလေးလို့ဒီကဝယ်လို့ရပါတယ်တာဝန်မဖောက်ဆိုင်မှာစနေတမနှစ်တိုင်ပေါ့နော်ဒီကကျကျိုးတွေပေါ့ဒီကကျကာဗာလေးပေါ့ကိုကြိုက်တဲ့ဒီဇိုင်းကိုယူလို့ရတယ်ပေါ့နော်ဒီကကျဘက်ထရီလေးပေါ့ဒီကကျတော့ဟိုအသွင်းပေါက်ပေါ့နော်အသွင်းတာတော့မဂျယ်လီပုံစံလေးနဲ့ပေါ့ဒီနားလေးတွေကမီထွန်းပေးတယ်ပေါ့နော်ဒီကကျတော့နကြက်ပေါ့နကြက်ကူမလေးနားမှာထိရတဲ့ဥစ္စာပေါ့ပဲနားမှာကက်ထားတဲ့ဥစ္စာပေါ့နော်ဒီကတော့ပါဝါလေးပေါ့Wi-Fi လေးဝင်ကြရပါတယ်ဒီကတော့တတိမဖုန်းလိုက်ပါဒီဘက်ကိုလာပေးမှာနော်ဒီမှာညောင်းရထိုင်လို့ရပါတယ်ဒီကတော့ညောင်းမြေဖက်လို့ရပါတယ်ဒီကတော့ရောင်းနေဆိုင်ရပါတော့